Franco Hollywood skin နဲ့ Special skin ဘယ် skin ပိုလာလဲကြည့်အောင် Franco Special skin မှာကြောင့်ပထမရိုက်ရှက်နဲ့ဒုတိယရိုက်ရှက်မှာရေအဖက်တွေထည့်ထားပြီးတတိယရိုက်ရှက်မှာအပြန်အခွဲကြောင်ထည့်ထားတယ် Hollywood skin မှာကြောင့်ပထမရိုက်ရှက်နဲ့ဒုတိယရိုက်ရှက်မှာကြီးကန်းနေထည့်ထားပြီးတော့တတိယရိုက်ရှက်မှာကြောင့်အနီအောင်အကြောင်ထည့်ထားပြီး Skin 1ချိန်မှာကြောင့် Special skin ရော Hollywood skin ရောနှစ်ခုလုံးကတူတူပဲအယောင်လေးပဲနည်းနည်းခွဲတယ် Special skin ရဲ့ Skin 2 effect ကဘေးကိုရေလိုင်းနေဖြတ်ထားတာကိုတွေ့ရပြီးတော့အောက်မှာခင်ကွာပုံစံ effect ချက်နေအောင်လည်းတွေ့ရတယ် Hollywood skin မှာကြာဖယုံနေပုံစံ effect ကြီးပေါ်လာပြီးတော့ဘေးကိုကြည်ကန်းနေဖြတ်ထွက်သွားတာကိုတွေ့ရတယ် Special skin ရဲ့အဒီမိတ်မှာရေ effect တွေကိုထည့်ထားပြီးတော့နောက်ဆုံးရိုက်ရှက်မှာအပြာရောင်တင်ငေတာတစ်ခုကျန်နေအောင်တွေ့ရတယ် Hollywood skin ရဲ့အဒီမိတ်ကရိုက်ရှက်တိုင်းမှာကြည်ကန်းနေထွက်လာပြီးတော့နောက်ဆုံးရိုက်ရှက်မှာဖယုံဒီပုံစံ effect ကြီးကျန်ခဲ့တယ်ကျွန်တော်ကတော့ Hollywood skin effect ကိုပို့ကြိုက်ပြီးတော့ခုလူတို့ကဘယ် skin effect ကိုပို့ကြိုက်လဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်ဗျ